လူ3ယောက်ဟာတရဲ6တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးတဲ့ကိုဒေါ်လာ3သိန်းပေးမယ်ဆိုတဲ့မလုံးကြောင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့တယောက်မှအသက်ရှင်လျက်ပြန်မထွက်လာနိုင်ခဲ့ကြပါဘူးဒါကိုအဖိုးကြီးတယောက်ကလူငယ်တယောက်ကိုပြောပြနေပါတယ်လူငယ်လေးကမယုံကြည်ဖြစ်ပြီးသူကိုယ်တိုင်ထိုအိမ်လေးတွေကိုတညသွားအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဖိုးကြီးကည12နာရီထိုးရင်မဖြစ်မနေအိပ်ဖို့မှားလိုက်တာကြောင့်သူအိပ်ဖို့ပြင်နေချိန်မှာပဲတချင်းတန်တန်ကြားလိုက်ရပါတယ်သူကကြောက်နေစဲမှာပဲတကားတုံးဖွင့်တန်ကထွက်လာပါတယ်သူကြောက်ကြအောက်နဲ့ကတင်အောက်မှာပုံးနေတော့ခြေတစုံကကတင်နားမှာလာရက်ပါတယ်တကယ်တော့လူစင်စစ်ကောင်မလေးတယောက်ပါသူမကလည်းသူ့လိုပဲအိမ်ကြီးတဲ့ကိုလာစူးစမ်းတာပါသူတို့အချင်းချင်းခင်သွားကြပြီးသူမကပြန်ထွက်သွားပါတယ်နောက်ခဏကြာမှာပဲတကားတုံးဖွင့်တန်ကပြန်ထွက်လာတာလုံခြုံရေးအဆောင်တယောက်သူ့ကိုအခန်းထဲကအမြန်ထွက်ပြေးဖို့ပြောပါတယ်ထို့နောက်သူတို့နှစ်ယောက်ကစပွဲတွေနောက်မှာပုံးနေတော့သူတို့သမီးသူညရက်စုံနဲ့တရေမကပေါ်လာပြီးကောင်လေးကိုညှို့ယူကသူစီဆွဲခေါ်နေပါတယ်သူမစီရောက်ခါနီးကောင်လေးကအတိစိတ်သူညရင်လာပြီးလုံချလုံရေးအဆောင်နဲ့တူတူထွက်ပြေးဖို့စူးစမ်းပေမဲ့တကားကဖွင့်မရခဲ့ပါဘူးသူတို့သမီးတစေနဲ့သူ့အပေါင်းပါတွေကသူတို့စီတဖြည်းဖြည်းလာနေကြပါပြီ